ရှင်အရန်တော်တယ်ဝင်တွေလည်းအများကြီးရတဲ့သူတွေဖြစ်တယ်ပြီးအရှိပိုင်းကကတော့မျှဝေပေးသွားတဲ့ဒီတော့အားလုံးကလက်ခုပ်တန်ကြဲကြဲလေးအမေဒီနေ့အရန်မှလည်းဒီခုဖို့ကောင်းတယ်ပျော်ဖို့လည်းကောင်းတယ်မဟုတ်ဘူးလားရှင်ဟုတ်ပါဘူးဒီတိုင်းသားပေါင်းစုံပါတော့အတူတူလာပြီးတော့ဆုံရတဲ့နေ့ဖြစ်တယ်ပုံမှန်ကိုအလုံးလုံးနေတဲ့နေ့တွေမှာဆိုလို့ရှိရင်ဒေသနာခါစားလုပ်နေတဲ့နေ့တွေဆိုတိတ်ပြီးတော့မတွေ့ရအောင်ဟုတ်တယ်မလားဟုတ်ပါတယ်ဒီနေ့ကတော့တိုင်းသူတိုင်းသားပေါင်းစုံပဲကျမကတော့ရှမ်းတိုင်းသူဖြစ်တယ်ကျမနာမည်ကတော့နန်းထွေးလူလို့ခေါ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကစာပြီးဖြစ်ပါတယ်ရှင်လာရှုနဲ့ဒီတဲ့သူရှိလားအော်ရှိတယ်အော်โอเคရောက်မှုတဲ့သူရောရှိလားရှိတယ်အခုကအလဲခေါ်လို့ရပြီအော်ဝေးစကားဟာအခုအလဲခေါ်လို့ရပြီနိုင်ငံရေးတွေကောင်းလာပြီဘာလို့လဲဖတ်မှာပြီးတော့ဒီစမစီပွိုင်းနဲ့မိတ်ဆက်ပေးတဲ့အပလိုင်းကတော့တလားကိုထိုင်းပန်းဝင်တတိခွဲပပိုင်ဆိုင်ထားတဲ့စဖိုင်ယာရထရှင်ဒီတက်ကြီးကိုစေရလို့ဖြစ်ပါတယ်ရှင်အပလိုင်းလည်းဟုတ်တယ်ဆိုမိတ်ဆက်ပေးတဲ့အပလိုင်းရှိတယ်လို့ပေါ့နော်ကျမတို့အများအားဖြင့်ဆုံးမတင်ပြပေးတဲ့ apply စစ်စစ်ဆိုတာလည်းရှိပါတယ် apply စစ်စစ်ကိုလည်းအရင်ကကျေးဇူးတင်ပါတယ်အနောက် background ကနေအများအားပံ့ပိုးပေးတဲ့ Thai ဒီပြအကောင်းဆောင်တွေလည်းရှိပါတယ်အရင်ကကျေးဇူးတင်ပါတယ်ဒီမျက်နှာလေးမြင်ဘူးလားရှင်မြင်ဘူးတယ်ကိုရဲ့ apply ကိုရဲ့ coach ကိုရဲ့ဒီပြတွေအတူတူပဲမဟုတ်ဘူးလားရှင်ဟုတ်ပါတယ်ပြီးတော့ကျမတို့ကိုဒီလိုမျိုးလူမျိုးမရွေးပါတာမရွေးအခွင့်အလမ်းကောင်းလူတိုင်းရစေရမယ်စူးစမ်းခွင့်ရှိအောင်ပေါ့နော်ဒီလိုမျိုးကောင်းမှုနဲ့ဆက်စမကုမ္ပဏီကိုဖွင့်လှစ်ပေးတဲ့ကုမ္ပဏီပိုင်ရှင်တို့လည်းလက်ခုပ်တန်ကြဲကြဲလေးတာရှိပါတယ်အဲ့ဒါကျေးဇူးတင်ပါတယ်ဒီလိုမျိုးဖွင့်လန်းပေးတဲ့အတွက်ပေါ့နော်ကောင်းမှုတဲ့ကုမ္ပဏီကောင်းမှုတဲ့ထုတ်ကုန်ပစ္စည်းတွေကိုထုတ်ပေးတဲ့အတွက်ရန်ကျေးဇူးတင်ပါတယ်တေချာတယ်ပေါ့နော်ဒီနေ့ကျွန်မကအားလုံးနဲ့ကျွန်မကြော်ဖြတ်လာခဲ့တဲ့အတွေ့အကြုံတွေကိုအားအင်ရစေဖို့အတွက်ပေါ့နော်အားလုံးနဲ့စူးစမ်းခြင်းစိတ်တွေဘယ်လိုမျိုးပြဿနာတွေကိုကြော်ဖြတ်မှလဲဆိုတာအတွေ့အကြုံလေးနဲ့လာရောက်ပြီးတော့မျှဝေပေးတော့မှာဖြစ်တယ်ဆွေးနွေးပေးတော့မှာဖြစ်တယ်ကျွန်မပဲကနေဘယ်လိုမျိုးဘဝကနေကြီးပြင်းလာတာလဲတေချာတယ်ပေါ့နော်ကျွန်မလည်းတထေသမီးတထေသားတွေမဟုတ်ဘူးပေါ့နော်ဒီချက်မှာတထေသားတွေတထေသမီးတွေပါချင်ပါလိမ့်မယ်ပေါ့နော်ပါလားရှင်โอ้မယုံစရာဘာလို့လာလာချောချောလေးပဲโอเคကျွန်မကတော့ဒီလိုမျိုးပေါ့နော်တောင်တူလဲဓမ္မမိသားစုပေါ့နော်ကနေမွေးဖွားလာတဲ့သူတယောက်ဖြစ်တယ်ကျွန်မတို့နေတဲ့လာရှုမှာဆိုလို့ရှိရင်ဒီလိုမျိုးစိုက်ပျိုးရေးအလုပ်တွေလုပ်ခဲ့တယ်ပေါ့နော်နေ့နဲ့ချီပဲကျွန်မတို့ပုံပွားပြီးပင်မျိုးစက်ကနေကြီးပြင်းလာတာတော့ဒီအလုပ်တွေပဲလုပ်ခဲ့ဖို့တယ်အရင်ကတော့ဒီလိုမျိုးအလုပ်နဲ့လုပ်ခဲ့တာကိုတွေပျော်လဲပျော်တယ်လို့ပေါ့နော်နေရတာလဲအဆင်ပြေတယ်ဒါပေမဲ့ဒီခေတ်နောက်ပိုင်းမှာဆိုလို့ရှိရင်ကမ္ဘာလောကကြီးလည်းပြောင်းလဲသွားသလိုကိုယ့်ရဲ့ကုန်ကျစရိတ်တွေကအစပေါ့နော်အကုန်လုံးတိုးလာတာဖြစ်တဲ့အတွက်ကြောင့်လို့ကိုဒီလိုမျိုးအလုပ်လေးနဲ့မိသားစုတစ်ခုလုံးပံ့ပိုးပေးနိုင်လို့ဆိုတာမလုံလောက်တော့ဖြစ်လာတယ်ကြုံရလားရှင်ကြုံပါတယ်တချို့ဒီဆိုစိုက်ပျိုးရေးတွေလုပ်တယ်အတိုင်းမဲ့အထွက်မတိုးဒီလိုမျိုးစောင်းရပြီးလေဆိုလို့ရှိရင်ကျမတို့ဆိုမိတွေးတွေဖောက်တယ်တော်ထဲမှာနေတယ်ဆိုပြီးတော့ဖုန်းပြောရောင်းတယ်အလုပ်မျိုးစုံလုပ်ခဲ့တာပဲဒါပေမဲ့မိသားစုကိုကောင်းကောင်းမမထားနိုင်ဒါအပြင်ပေါ့နော်အကျွေးတွေအတိုးတွေအများကြီးပေါ့နော်ရှိတာဖြစ်တဲ့အတွက်ကြောင့်လို့သူများကိုဆက်ရမှာနဲ့ကိုစားရမှာနဲ့တနေ့တာပေါ့နော်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်လို့ကိုချစ်ရတဲ့မိဘအတွက်ဆိုပြီးတော့ထိုင်းနိုင်ငံမှာလာရောက်ပြီးတော့နေစားလက်ခါစားလုပ်ခဲ့တဲ့သူတယောက်ဖြစ်တယ်ဘဝတူတွေရှိလာခြင်းရှိတယ်။အိုးတော်တော်များများပဲပေါ့နော်ဒီခေတ်နောက်ပိုင်းတွေတော့မှတချို့လူတွေ online တွေကျွမ်းကျင်တဲ့လူတွေဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာလာပြီးတော့နေစားလုပ်ဆောင်လို့တော့တဲ့လူတွေရှိတယ်။ဒါပေမဲ့ကျမတို့ခေတ်တုန်းကတော်တော်တိတ်မရှိဘူး။ကျမတို့လုပ်ခဲ့တဲ့9နှစ်ဝန်းကျင်ပေါ့နော်။တော့ဆိုလို့ရှိရင်လာတဲ့လူတိုင်းတော်တော်များများနေစားလုပ်ကြတယ်။ကျမလည်းတူတူပဲထိုင်းနိုင်ငံမှာလာပြီးတော့နေစားလုပ်တယ်။အဓိကတော့အိမ်မှာရှိနေတဲ့မိဘကိုကောင်းကောင်းမွန်မွန်ထားဖို့ပြီးရင်မိဘအတွက်အိမ်ကောင်းကောင်းလေးစောင့်ပေးဖို့ပြီးရင်ကိုပိုင်စီးပွားရေးလုပ်နိုင်ဖို့အတွက်ခုနဒီကစောနိုင်လေးပြောသလိုမျိုးပဲကိုပိုင်စီးပွားရေးလုပ်နိုင်ဖို့အတွက်ဆိုပြီးတော့ပတ်စံစုပြီးတော့မြန်မာပြည်ပြန်သွားပြီးတော့ကိုယ့်ရဲ့ကိုပိုင်စီးပွားရေးတော့လုပ်မယ်ဆိုပြီးတော့တွေးခဲ့တဲ့သူတယောက်ဖြစ်တဲ့ဒီချက်မှာတွေးတူတဲ့သူရှိလားရှင်ရှိပါတယ်။အိုးဟိုအများကြီးပဲပေါ့နော်ဘဝတူတွေဖြစ်တဲ့အတူတူပဲဒါပေမဲ့လာပြီးတော့စူးစမ်းတယ်လာပြီးတော့လုပ်တယ်ကြာလာတဲ့ချိန်ကျတော့တနေ့ပြီးတနေ့တလားပြီးတလားတစ်နှစ်ပြီးတစ်နှစ်ဘာမှမပြောင်းလဲသွားတာကျမကတော့ဒီထက်မှာရောရှိလားရှင်ရှိပါတယ်အတူတူပဲနော်
သူများနိုင်ငံမှာလာပြီးတော့စူးစမ်းတယ်လုပ်တယ်ရလာတဲ့ပတ်စံနဲ့အိမ်ပိုးလိုက်စားလိုက်တောင်းလိုက်နဲ့ကုန်သွားတယ်ဒါအပြင်လုံခဲ့တဲ့နှစ်ကျော်3နှစ်ဝန်းကျင်3နှစ်ဝန်းကျင်လောက်ဆိုလို့ရှိရင်4နှစ်ပေါ့နော်4နှစ်တောင်ရှိနေပြီထင်တယ်COVID-19 ဝင်လာတဲ့အချိန်မှာမိတ်ဆွေတို့ပြန်มาနေကြတယ်ရှင်ဒီထိုင်းနိုင်ငံမှာလာမြန်မာပြည်လားမြန်မာပြည်လားမြန်မာပြည်မှာနေတဲ့လူလည်းရှိတယ်ဒီထိုင်းနိုင်ငံမှာရှိနေတဲ့လူလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒီအချိန်တော့ဒုက္ခရောက်ကြလားရှင်ဘဝသူတွေပဲကျမလည်းအဲ့ဒီအချိန်မှာဆိုလို့ရှိရင်အရင်ကဒုက္ခရောက်ခဲ့တယ်ပေါ့နော်ဒီထိုင်းနိုင်ငံမှာလာပြီးတော့နေတယ်ဒီထိုင်းနိုင်ငံမှာဒုက္ခရောက်မှုတဲ့လူဆိုလို့ရှိရင်ခံစားနိုင်လိမ့်မယ်ပေါ့နော်သူများနိုင်ငံမှာအလုံးမရှိနေစရာမရှိအိမ်မရှိအခန်းမရှိအလုံးတွေမရှိပတ်စံတွေလည်းမရှိဆိုစားစရာတွေလည်းမရှိသူများနိုင်ငံမှာဘသူသွားပြီးတော့ကူညီတောင်းမှလည်းမသိဘူးကိုယ့်ရဲ့မြန်မာပြည်သူမြန်မာပြည်သားချင်းတွေလည်းအတူတူပဲဘဝသူတွေပဲသူတို့တွေလည်းကိုယ့်ထက်အဆင်ပြေနေတာမဟုတ်သူတို့ပတ်စံသွားချိဖို့နေနေတာသူတို့လည်းထမင်းစားနိုင်ဖို့အတွက်စူးစမ်းနေခဲ့သူတွေဖြစ်တယ်ဒါကြောင့်ဒီထိုင်းနိုင်ငံမှာလမ်းဘေးမှာနေပြီးတော့အမိုက်တွေခောက်ပြီးတော့ရောင်းပြီးတော့ဘဝတွေကြော်ဖြတ်ခဲ့ရတာပေါ့နော်သူများနိုင်ငံလာတာမိဘအတွက်ကောင်းကောင်းမွန်မွန်ထားခြင်းနဲ့အိမ်မှာရှိတဲ့အကျွေးတွေကိုဆက်ခြင်းနဲ့ကိုယ်ပိုင်စီးပွားရေးလို့ဖို့အတွက်ပေါ့နော်လာခဲ့တယ်ဆိုပေမဲ့ကျမဘဝဒီလိုမျိုးနဲ့ပဲဆက်သွားတော့မှလားဆိုပြီးတော့မင်းခုစိတ်ထောက်တယ်ဒုက္ခရောက်တဲ့ချိန်မှာဟေးသူများတွေလည်းဒုက္ခရောက်တယ်ကိုယ်တွေလည်းဒုက္ခရောက်တယ်ဒါဆိုလို့ရှိရင်တွေးမြန်မာပြည်သူပြည်သားဘဝတွေကဒီလိုမျိုးပဲဆက်နေသွားလိမ့်မယ်ထင်တယ်ဆိုပြီးတော့တွေးနဲ့စိတ်သက်တွေကြားတယ်စူးစမ်းခြင်းစိတ်တွေမရှိတော့ဘောနော်မဖြစ်နိုင်တော့ဘူးမလုံနိုင်တော့ဘူးဆိုပြီးတော့တချို့ရက်တွေဟာဆိုလို့ရှိရင်ဒီလောကထဲမှာမနေရှင်တော့ဆိုပြီးတော့အတွေးတွေပေါက်လာတယ်ဘောနော်ဖြစ်ဖို့ကြလားရှင်မြင်ဖို့ကြလားအဲ့လိုမျိုးစိတ်သက်ကြားတဲ့လူတွေဘောနော်အပြင်လောကမှာဆိုလို့ရှိရင်ကြုံရတာများတယ်ပေါ့နော်ဒါကြောင့်မို့သူများနိုင်ငံမှာသွားပြီးတော့အလုပ်လုပ်တဲ့လူတွေကိုတိုက်နေခုံချတာပါတော့ဖြစ်တယ်ကျမတို့မှလုံချတဲ့လူတွေရောက်ဖြစ်တယ်ဆိုတော့တိကျတဲ့ကြုံရတဲ့လူတွေလည်းအများကြီးပဲဒါပေမဲ့ကံကောင်းနေတာကကိုကမလုတ်ခဲ့တာပေါ့နော်မဆုံးဖြတ်ချက်ချခဲ့တာကကိုချစ်နေတဲ့မိဘတွေအတွက်ဒါဆိုကျမတို့ဒီလောကထဲမှာမရှိတော့ဘူးဆိုလို့ရှိရင်မိဘကဘယ်သူကလာပြီးတော့ပြုစုပေးမှလဲအဖေမေတွေကဒုက္ခရောက်နေတယ်စားစရာမရှိဆိုလို့ရှိရင်ဘယ်လိုလာကြွေးမှာလဲကိုကသားသမီးတွေကိုရဲ့မိဘတွေကကိုဒီလောက်ကြီးပြင်းလာအောင်သူများနိုင်ငံမှာလာပြီးတော့အလုံးလုံးနိုင်အောင်ကြွေးမွေးခဲ့တာကိုကသူတို့ဘယ်လိုမျိုးကျေးဇူးပြန်ဆက်မှာလဲကိုတည်သွားတယ်ဆိုလို့ရှိရင်ဟုတ်ဘူးလားရှင်ဒီစိတ်လေးဒီအတွေးလေးပြန်ဝင်လာလို့ပေါ့နော်ကျမလည်းဟေးဒါဆိုလို့ရှိရင်တော့အလုံးပြန်ရှာကြည့်မယ်ဆက်ပြီးနောက်ထပ်တစ်ချိန်လောက်ကတော့ပြန်စူးစမ်းချင်တယ်ဆိုပြီးတော့အလုပ်တွေပြန်ရှာတယ်နေစာအလားခါစားအလုပ်တစ်ဖက်နဲ့ပြန်လဲပြီးတော့နောက်ချက်အခွင့်အလမ်းဆိုပြီးတော့ထပ်ရှာတယ်ရှာပြီးတော့ဒီစစမောအခွင့်အလမ်းကိုလာပြီးတော့တွေးခဲ့တဲ့သူတရားဖြစ်တယ်ဒီနေ့မှစစမောကိုလာတွေးတဲ့သူရှိလားရှင်ရှိတယ်နော်ကြိုးဆိုပါတယ်လို့လက်ခုပ်တန်ကြဲလေးအရင်ကမှကံကောင်းတယ်ဘောနော်စစမောအပဲချိန်ကနေစတင်လုပ်ရင်ကောင်းလဲဆိုတော့စတင်ဖွင့်တဲ့ချိန်လောက်တာကောင်းတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကလွန်သွားပြီးပို့ပြီးတော့အကောင်းဆုံးအချိန်ပိုကောင်းတဲ့အချိန်ဆိုဒီချိန်ဖြစ်တယ်အကုန်လုံးကပြည့်စုံနေပြီအောင်မြင်နေတဲ့လူတွေလည်းအများကြီးရှိနေပြီကျမလည်းစတင်တဲ့အချိန်မှာဆိုလို့ရှိရင်မိတ်ဆွေတို့လိုမျိုးပဲဒီလိုမျိုးတင်တန်းနေထဲမှာလာပြီးတော့လေ့လာတယ်ကျမကိုယ်တိုင်အစအချိန်တော့ဆိုလို့ရှိရင်ဒီလိုမျိုးအခန်းထဲမှာချက်ချင်းလာပြီးတော့လေ့လာခွင့်မရှိဘူးကိုကနေစားလာခါစားအလုပ်တစ်ဖက်နဲ့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ online တွေ live ဆိုတဲ့ group တွေထဲမှာပဲတင်ယူခွင့်ရခဲ့တာပေါ့နော်မိတ်ဆွေတို့အရင်ကမှကန်ကောင်းပါတယ်ဒီနေ့ကိုယ်တိုင်ဒီခန်းထဲရောက်လာနိုင်တဲ့အတွက်ပေါ့နော်လက်ခုပ်တန်ကြဲလေးစားဖြစ်ပါတယ်ကျမတို့စတင်တဲ့ချိန်ကဆိုလို့ရှိရင်လုပ်တဲ့လူတွေလည်းအများကြီးမရှိသေးဘူးပေါ့နော်ကျမတို့ရှမ်းတိုင်းလူတိုင်းတားတဲ့မှာဆိုလို့ရှိရင်တယောက်နှစ်ယောက်လောက်ပဲရှိသေးတယ်အောင်မြင်တဲ့လူလည်းမရှိဘူးစတင်လုပ်တဲ့လူတွေပဲရှိတယ်ယုံကြည်ဖို့ဆိုတာအရင်ကမှခက်ခဲတယ်ဒါပေမဲ့ကျမကမိတ်ဆွေတို့လိုမျိုးပဲဒီတက်တဲ့ဝင်ပြီးတော့ဒီခုန website ပေါ့နော် website စာမျက်နှာပေါ့နော် website စာမျက်နှာကိုမြင်ပြီးတော့ဟေးအဲ့ဒီ website ဆိုတာဘယ်လိုမျိုးလဲပေါ့နော်ကိုကချာခုနဝပဲရှိတယ်အောင်မြင်သွားတဲ့လူတွေကကိုပိုင် website ထဲမှာပစ္စည်းတွေရောင်းပြီးတော့အောင်မြင်သွားတယ်ဥပမာ
阿里巴巴、จักรมาโรย公司တို့ဒါမှမဟုတ် Amazon တို့ပေါ့နော်နိုင်ငံခြားကwebsite ကုမ္ပဏီဖွင့်ထားတဲ့လူတွေအကြောင်းပေါ့နော်ကြားမှုတယ်ဒါဆိုလို့ရှိရင်ကိုကလည်းသူတို့လိုမျိုး website ထဲမှာကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးဒီလိုမျိုးထုတ်ကုန်ပစ္စည်းတွေနဲ့ရောင်းချခွင့်ရှိမယ်ဆိုလို့ရှိရင်အနာဂတ်မှာจักรมาတို့လူမျိုးပဲနိုင်ငံခြားသားတွေလူမျိုးပဲအောင်မြင်တဲ့လူတွေဖြစ်မယ်ထင်တယ်ဆိုပြီးတော့တွေးတဲ့လူတွေရောရှိလားရှင်သူများတော့ပြောပြတော့ကိုယ်ကြီးချမ်းလာသူတို့ကားကိုလောင်ချမ်းလာဘောနော်ဒါပေမဲ့မတိကိုကတော့တွေးတာပဲဒီဝက်ဒီမျက်နှာလေးကိုကြည့်ပြီးတော့တွေးတယ်အေးဘယ်လိုမျိုးလဲတိချင်လိုက်တာအဲ့ဒီအဲမှာအော်ပါလေရှိမှလဲဘောနော်အဲ့ဒီလိုမျိုးဝင်သွားပြီးတော့ပါလေရှိမှလဲအရင်တိချင်တဲ့အချိန်မှာ apply ဖုန်းဆက်ပြီးတော့ကျွန်မအတင်းဝင်ချင်တယ်ဆိုပြီးတော့အတင်းဝင်ခဲ့တယ်အတင်းဝင်ပြီးတော့ချက်ချင်းမဲ့အဲ့ဒီအတင်းဝင်တဲ့နေ့မှာပဲ apply ကိုဒီ website တွေကိုတင်ခိုင်းတယ်တွားပြီးတော့ကြည့်တယ်ပေါ့နော်အော်တော့ community တွေရောစေလုံးတွေရောဘယ်လိုမျိုးအကုန်လုံးပေါ့နော်စစ်ဆေးလို့ရတယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုး website လေးတစ်ခုနဲ့စေးရောင်းလို့ရတယ်လို့ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်လဲရတယ်နိုင်ငံခြားနဲ့လည်းဖြန့်ချီလို့ရတယ်ဆိုလို့ရှိရင်ကျွန်မတွေးလိုက်တဲ့တညလုံးအိတ်တော့မပြောတေချာတယ်ကျွန်မတော့အနာဂတ်မှာတော့တကယ်အထင်ဖြစ်တော့မှာပဲဆိုပြီးတော့ပြုံကြီးအိတ်ပြီးတော့ပြောနေတော့တညလုံးပေါ့နော်ဖြစ်တော့မဖြစ်လာသေးဘူးဒါပေမဲ့ယုံကြည်တာပေါ့နော်လေ့လာပြီးတော့ယုံကြည်တယ်ရီမန်ချက်တွေရှိတယ်ပေါ့နော်အိမ်မက်တွေရှိတယ်ပေါ့နော်မဖြစ်သေးတဲ့အရာတွေကိုတွေးရဲတယ်အဲ့လိုမျိုးတွေးတော့သူများကိုပတ်စံပေးရလားမပေးရဘူးတကယ်ပြောတာကျွန်မတွေးခဲ့ပြီးမပေးရဘူးတပြားတော့မပေးရဘူးတကယ်တွေးလို့ရတယ်ပေါ့နော်တွေးလို့ရတယ်ဒါကြောင့်မလို့ကျွန်မလည်းအဲ့လိုမျိုးတွေးပြီးတော့ဟေးဒါဆိုလို့ရှိရင်ဘယ်လိုမျိုးစတင်ရမလဲဆိုတော့အများအားဒီနေ့ကနေကျွန်မဝင်တယ်တင်ယူတယ်လေ့လာတယ်စတင်ပြီးတော့ထုတ်ကုန်ပစ္စည်းကနေသုံးဆွဲတယ်ဒီထက်မှာစစ်စမောထုတ်ကုန်ပစ္စည်းသုံးဆွဲမှုတဲ့သူရှိလားရှင်ရှိပါတယ်။အိုးအများကြီးပဲကောင်းလားရှင်ကောင်းပါတယ်။ရလက်ကောင်းတွေရလားရှင်ရပါတယ်။မသုံးမှုတဲ့သူတွေရှိလားရှင်တရားရှိတယ်မောင်လေးခဏနေအောက်မှာပေါ့နော်ရှိတယ်ကြိုက်တဲ့ပစ္စည်းသွားပြီးတော့ဝယ်သုံးကြည့်ရလက်ကောင်းတွေရတယ်ဆိုလို့ရှိရင်ညောင်းနေပေးဦးနော်တကယ်ပစ္စည်းတွေအရင်ကောင်းတယ်ကျမကတော်တော်ကျမရေးဆိုးရတဲ့သူတယောက်ဖြစ်တယ်ပြောတဲ့အတိုင်းပဲထိုင်းနိုင်ငံမှာလာနေတာဘာလို့ထမင်းကိုပုံမှန်စားနိုင်တဲ့သူမဟုတ်ဘူးနော်စစ်စစ်ရဲနေခဲ့တာကျမရေးတွေရဆိုးရတယ်ဒါပေမဲ့စစ်စမောထုတ်ကုန်ပစ္စည်းတုံးဆွဲပြီးတော့ကျမရေးတွေကောင်းလာတဲ့ချိန်မှာတကယ်ချင်းတွေကလည်းတတိထားပြီးတယ်သူတို့လည်းကိုယ်လာမေးတယ်အေးမြန်မာစားတယ်လေအေးမြန်မာတောင်းတယ်လေဘယ်လိုဒီပါတီတုံးတာလဲဆိုတော့ဘာလဲအော်ဒီပစ္စည်းတုံးတယ်ဒီကုမ္ပဏီကတုံးတယ်ဘယ်လိုမျိုးလဲဘယ်လိုလုပ်လို့ရတာလဲဘယ်လိုလုပ်တာလဲဆိုလာမျိုးမေးတဲ့ချိန်မှာကိုလည်းတင်တန်းတဲ့ကိုခေါ်လာတယ်နားထောင်ကြည့်သူတို့ပမာစကားမတတ်လဲကိုကလည်းပမာစကားတစ်ဖက်နားထောင်ပြီးပြီးရင်လည်းပြီးတော့ရှာနေပါတာပြန်ပြီးအတူတူနားထောင်စကားပြောလိုက်နဲ့ပြောနေရမလို့စကားပြောရင်းနဲ့နောက်ကျတော့သူတို့တွေလည်းထုတ်ကုန်ပစ္စည်းတွေတုံးချင်လာတယ်သူတို့ကျမကြီးတွေပြောင်းလဲလာတဲ့ချိန်ကောင်းလာတဲ့ချိန်ကျတော့စတင်ပြီးတော့ကိုယ်နဲ့အတူတူစီးပွားရေးတွေလုပ်လာတယ်စတင်ပြီးတော့ကိုယ်နဲ့ဆေးရောင်းတဲ့တငယ်ချင်းတွေရှိလာတယ်ဒီလိုနဲ့နေစားလာခါစားတစ်ဖက်နဲ့ဆက်စမောအလုပ်တစ်ဖက်နဲ့ပေါ့နော်တွဲလုပ်ခဲ့တာ3လပေါ့နော်3လနဲ့ကျမလည်း bronze silver gold ဆိုပြီးတော့ရာထူးတက်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ကိုရတဲ့လမှာဆိုလို့ရှိရင်ဝင်ငွေပေါ့နော်36,000ရတယ်မယုံနိုင်စလားသူများတော့ပြောပြသူများကယုံမယ်လို့ထင်လားမယုံဘူးသူများတကယ်မယုံဘူးကိုရဲ့အမကိုဖုန်းဆက်ပြီးပြောပြတာအမမယုံတကယ်ရတယ်လားညီမအဲ့လိုမျိုးတော့အမတွေလည်းပြောတယ်တကယ်ရတယ်ဆိုပြီးသူ့သူ့ website နဲ့ဖွင့်ပြပြီးတော့ပန်ကနေပေါ့နော်ပတ်စံဝင်လာတဲ့ရှင်ဆိုသူ့ကိုပြလိုက်တဲ့ရှင်ဟဲ့တကယ်ရတယ်ရောနော်သူလည်းတကယ်ရတယ်ဆိုတာယုံကြည်လာတယ်ပေါ့နော်အဲ့ဒီချိန်ကနေစတင်ပြီးတော့ဆက်လက်ပြီးတော့စူးစမ်းခြင်းစိတ်တွေရှိလာတယ်နေစားလာခါစားကိုထွက်ချင်တဲ့စိတ်တွေရှိလာတယ်ဘာလို့လဲဆိုတော့နေစားလာခါစားနဲ့ဒီလိုမျိုးကိုယ်ပိုင်အလုပ်တစ်ဖက်နဲ့တွဲလုပ်တယ်ဆိုတာကမမောဘူးလို့ထင်လားရှင်မောတယ်မထင်ဘူးနော်မောတယ်လို့လည်းယုံကြည်တယ်တွဲလုပ်နေတဲ့သူရောရှိလားရှင်မောလားဒါပေမဲ့အနာဂတ်မှာ3တင်းရမယ်4တန်းတွေရမယ်ဆိုလို့ရှိရင်တန်လားရှင်ကျမလည်းအရင်မောတယ်ညဆိုလို့ရှိရင်လည်းမအိပ်ရအောင်မနဲ့ဆိုလို့ရှိရင်စောစောထားရတယ်ပြီးကိုနေ့အလုံးလုံးနေတဲ့ချိန်မှာတစ်ဖက်အလုံးတစ်ဖက်လည်းအဆင်ပြေနေ
နေအောင်ကိုလုပ်ရတယ်သူတို့တွေကိုမဆူရလေအောင်ပေါ့နော်အလုပ်ကိုကောင်းလို့စားလုပ်ရတယ်ပြီးကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးဘက်ကနေလည်းမတည်တဲ့အရာတွေနေလာရတယ်မတက်တဲ့အရာတွေဒီယူရတယ်မကြွကြည်သေးတဲ့အရာတွေနေကြည့်ရတယ်ထုတ်ကုန်ပစ္စည်းအကြောင်းတွေကိုလေ့လာပြီးတော့ပြန်လည်ပြီးတော့မျှဝေတက်အောင်သူများမျက်နှာကြည့်ပြီးတော့အော်ကိုတကယ်ချင်းတွေမျက်နှာတွေကြည့်ပြီးတော့ကိုယ့်ရဲ့အတိအကြောင်းတွေနားထောင်ပြီးတော့သူတို့ဟာဘယ်လိုမျိုးထုတ်ကုန်ပစ္စည်းနဲ့ကိုက်ညီတာလဲသူတို့ဟာဘယ်လိုမျိုးပစ္စည်းတွေတုံးတင်တာလဲဆိုတာမျှဝေပေးနိုင်ဖို့အတွက်သူတို့တုံးချင်စိတ်တွေရှိဖို့အတွက်ကိုကပြောတဲ့ဘိုင်းတွေရောမျှဝေပေးတဲ့ဘိုင်းတွေရောထုတ်ကုန်ပစ္စည်းအားသာချက်တွေရောကောင်းမှုတဲ့ချက်တွေရောလေ့လာတည်ယူပြီးတော့ရှင်းပြပေးရမှာကိုယ်တော်ဝင်မဟုတ်ဘူးလားရှင်ဒီအပိုင်းတွေကသူ့အလိုနဲ့သူတက်လာတာလားမဟုတ်ဘူးစတင်တဲ့ချိန်မှာအကုန်လုံးလေ့လာရတယ်ပစ္စည်းဘလောက်ပဲကောင်းကောင်းကိုမပြောပြတတ်ဘူးဆိုလို့ရှိရင်သူများတုံးရဲလားရှင်တုံးရဲဒါကြောင့်မို့အဲ့လိုမျိုးပေါ့နော်အရန်မောတယ်ဒါကြောင့်မို့ထိုင်းလူမျိုးတွေပြောတယ်ပေါ့နော်ကိုတွေစတင်ပြီးတော့စူးစမ်းနေတဲ့ချိန်မှာပေါ့နော်အလုပ်တွေအရန်စူးစမ်းတယ်တို့ချို့ဆိုလို့ရှိရင်ကျမ်းမာရေးတွေမကောင်းဒါကြောင့်မို့မဖြစ်သင့်ဘူးတဲ့တချို့တွေပြောတယ်ပေါ့နော်ကိုရီလုံးလုံးတယ်ဆိုလို့ရှိရင် work life balance လို့ခေါ်တဲ့အလုပ်ရောပဝါရောတန်းတူဖြစ်နေရမယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ကျွန်မတို့မြန်မာပြည်သူပြည်သားတွေရှိလားရှင် work life balance အလုပ်လည်းလုပ်မယ်ပဝါလည်းအတုံးချမယ်ပေါ့ဥမာပေါ့ကိုကအလုပ်လုပ်တာပေါ်လာပြီဆိုလို့ရှိရင်အပျော်လည်းခရီးသွားလိုက်ဟိုနေရာမှာသွားပြီးတော့အနားယူလိုက်ရှိလားရှင်မရှိဘူးစတင်လုပ်နေတဲ့အချိန်မှာမရှိဘူးတကယ်ပြောတာကျွန်မလည်းမရှိဘူးနေစားအလုံးလုံးတစ်ဖက်နဲ့စမလုပ်ခဲ့တာပဝါကိုအတုံးချရမယ်ဘလူမျိုးသွားတော့ပေမှာသွားတော့ပတ်စံလည်းမရှိသုံးမဲ့နေရာလည်းမရှိသုံးဖို့အတွက်ဖွင့်လည်းမရှိအလုပ်ကနေအလုပ်ကိုပိုင်အလုပ်နဲ့တတိအလုပ်နဲ့ကိုပိုင်အလုပ်နဲ့ကြော်ဖြတ်လာခဲ့တဲ့လူတယောက်ပဲအဲ့လိုမျိုးစူးစမ်းနေတဲ့လူတွေဆိုလို့ရှိရင်ကျွန်မအရင်ကမှအားပေးတယ်အရင်ကမှကုန်ယူတယ်စူးစမ်းနေတဲ့လူတွေအားလုံးကလက်ခုပ်တဲ့ကြဲတွေကားချင်ပါတယ်ဒါကြောင့်မို့ကျွန်မလည်းဆုံးဖြတ်ချက်ချပြီးတော့စမိုးမှာတရားခိုင်လုံးစူးစမ်းဖို့အတွက်ပေါ့နော်လာခဲ့တာဖြစ်တယ်နေစားထွက်ခဲ့တာဖြစ်တယ်နေစားထွက်လာပြီးတဲ့နောက်ပိုင်းမှာကိုတွေကတော့အလုပ်တွေလုပ်တတ်လာပြီဒါပေမဲ့ကိုယ့်ရဲ့ team လို့ခေါ်တဲ့အဖွဲ့အစည်းကိုနေလိုက်လာတဲ့ကိုယ့်ရဲ့အဖွဲ့အစည်းတွေကအကုန်လုံးမတက်သေးဘူးသူတို့မတည်သေးဘူးမပြောတတ်သေးဘူးနားမလည်သေးဘူးဒါလည်းကိုယ့်ရဲ့ပြဿနာပဲမဟုတ်ဘူးလားရှင်ပြီးရင်ကိုတုံးတောင်းပတ်လေးရတာနဲ့နေစားအလားခါစားအလုပ်လေးနဲ့အိမ်မှာရှိနေတဲ့အကျွေးပေါ့နော်သိရှိရပြီးပေးနိုင်ပါမလားရှင်ကျွန်မလည်းမပေးနိုင်သေးဘူးအိမ်မှာရှိနေတဲ့အကျွေးတွေလည်းဆက်ရမယ်ကိုတွေနည်းနည်းလေးပတ်စံရလာပြီးတတိတွေထွက်သွားပြီဆိုလို့ရှိရင်အကျွေးရှင်တွေကဘယ်လိုမျိုးဖြစ်လဲသူတို့လိုချင်နေပြီငါအရင်ပေးနေငါအရင်ဆက်နေငါဇက်တွေရင်ယူလာလေအရင်ပေးတော့လာပြီးတော့အကျွေးဝိုင်းပတ်တောင်းနေတဲ့လူတွေလည်းမပေးတော့ဒီမှာကိုရဲ့အဖေမေတွေစီမှာတော့ပြီးတော့တောင်းတော့ပြီးတော့ဆက်အဖေမေတွေကိုလည်းဆက်အဆက်ခံရအဲ့လိုမျိုးကတော့တော့ခိုင်းရောက်တာပေါ့နော်မိဘတွေလည်းစိတ်မချမ်းမသာနဲ့ချမ်းမရေးလည်းမကောင်းဒါလည်းပြဿနာတွေကြုံရတယ်ဒါကြောင့်မို့ကျွန်မပြောချင်တာကကိုယ်တွေစူးစမ်းခဲ့တဲ့ negative ဘာလို့တစ်စစ်တက်နိုင်ခဲ့ပြီဆိုတာနဲ့ပြဿနာတွေအကုန်လုံးဖြေရှင်းတော့ခဲ့တာမဟုတ်ပြဿနာဆိုတာကြုံရမှာပဲကိုယ့်နဲ့ပတ်သက်တဲ့ပြဿနာလားကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်တဲ့ပြဿနာလားဒါပေမဲ့ပါပြဿနာပဲကြုံကိုကြုံဖြတ်နိုင်မှအောင်မြင်မယ်မဟုတ်ဘူးလားရှင်ဟုတ်ပါတယ်ကျွန်မလည်းဒီလိုမျိုးပဲအဖွဲ့အစည်းတွေတင်တန်းတွေအဖွဲ့အစည်းတွေပညာတတ်ဖို့အတွက်တွေးတတ်ဖို့အတွက်လုပ်တတ်ဖို့အတွက်သူတို့မှာဘာလို့ skill လေးတွေရှိလာဖို့အတွက်ဆိုတာတင်တန်းတွေတက်ခဲ့ရတာဖြစ်တယ်အပိုင်းတွေတင်ပြပေးတဲ့တင်တန်းအားလုံးတွေပေါ့နော်ဒီလိုမျိုးခန်းထဲတင်တန်းတွေရောတင်ပြမဆွဲပြီးတင်ပြပေးတဲ့တင်တန်းတွေရောကိုယ့်ရဲ့ထိုင်းဒီညအကျဉ်းနဲ့ကိုယ်တိုင်ပေါ့နော်တင်ပြပေးတဲ့အတွေ့အခေါ်ပိုင်းတွေကအစပေါ့နော်ကျွန်မကိုယ်တိုင်ရောကိုယ့်ရဲ့အဖွဲ့အစည်းရောပေါ့နော်လိုက်ပြီးတော့တင်နိုင်အောင်လိုက်ပြီးတော့တင်ယူနိုင်အောင်ဆွဲခေါ်ခဲ့တဲ့တင်ယူပြီးတော့ရလာခဲ့တဲ့ပညာတွေကိုတယောက်တည်းပဲသုံးလို့ရလားမရဘူးကြောင့်လို့ကိုယ့်ရဲ့အဖွဲ့အစည်းတွေနဲ့ပြန်ပြီးတော့တိုင်ပြင်တယ်ဒီလိုမျိုးပြန်လဲပြီးတော့စကားပြောတယ်ကိုဘာတွေတိလာတာလဲဘာတွေတက်လာတာလဲကိုပဲအရာတွေတက်နေပြီလဲမတက်သေးတဲ့အရာတွေဆိုပဲအရာတွေထပ်လင်းချင်းများမှာလဲအဝေးမှာရှိနေတဲ့ကိုယ့်ရဲ့အဖွဲ့သားတွေရောသူတို့ဘယ်လိုမျိုးကိုနိစ္စလေးတွေတင်တန်းလေးတွေလုပ်ပြီးတော့သူတို့တင်ပြပေးမှလဲသူတို့ပဲအချိန်လောက်အားမလဲပဲအချိန်လောက်အချိန်ရမလဲတင်းတင်းချာချာ plan ချပြီးတော့အလုံးလုံးခဲ့ရတာဖြစ်တယ်။ဒါကြောင့်မို့အဲ့လိုမျိုးနဲ့ကိုယ့်ရဲ့အဖွဲ့အစည်းကိုကောင်းမွန်စွာပြန်လည်လက်ဆင့်ကမ်းပေးနိုင်တဲ့နောက်ပိုင်းမှာကျွန်မလည်းပလက်တီနမ်နဲ့တလားကိုထိုင်းဘတ်ငွေ94,000ဘတ်ရခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။
နေရာမှာပြောချင်တာကတော့ကိုတွေတက်ပြီဆိုလို့ရှိရင်ကိုနဲ့လိုက်ပါလာတဲ့သူတွေတက်အောင်ပေါ့နော်အမျိုးမျိုးအပတ်ပတ်ကနေပံ့ပိုးပေးနိုင်ဖို့လိုအပ်တယ်ဒီလိုမျိုးပဲစတင်တဲ့မောင်လေးကနေလုံတက်အောင်ပေါ့နော်တင်ပေးပြီးဆိုလို့ရှိရင်မောင်လေးလည်းအဖွဲ့အစည်းတွေရှိလာမယ်ဆိုတော့အဖွဲ့အစည်းကိုတင်ပေးတယ်ဆိုလို့ရှိရင်ဝင်ငွေတွေပုံမူပြီးတော့ရရှိမှာဖြစ်တယ်ဒီလိုပဲကိုတိုင်လည်း platinum တွေဖြစ်လာပြီးဆိုလို့ရှိရင်ကုမ္ပဏီကစစ်စစ်ပေးတဲ့တင်တန်းတွေရော platinum ထပ်သွားလို့ရတဲ့အစည်းအဝေးတွေ platinum ထပ်တက်လို့ရတဲ့တင်တန်းတွေကုမ္ပဏီကတင်ပေးတဲ့ wine ပွဲတို့အကုန်လုံးပါတော့ကိုပါဝင်တယ်ကိုတင်ယူတယ်အစည်းအဝေးတက်တဲ့ချိန်မှာဒီချာချာလိုက်မှတ်တယ်ရလာတဲ့ဒီပညာတွေရလာတဲ့အတွေ့အခေါ်တွေကိုပြန်လည်ပြီးတော့အဖွဲ့အစည်းတွေနဲ့ plan ချပြန်လည်ပြီးတော့အဖွဲ့အစည်းတွေနဲ့လုပ်တချို့လူတွေပြောတယ်ပေါ့နော်ကျွန်မဝင်လာတာ၄-၅-6 လလောက်ပဲပေါ့နော်ယထာစီးတလိုမျိုးပဲတဲ့တခါလဲပေါ့နော်တက်လိုက်တာနဲ့တခါလဲသွားလိုက်တာနဲ့ကိတ်မရောက်မစင်းတော့ကိတ်မရောက်မစင်းကိတ်မရောက်မရက်လို့လေယထာတွေကကိုတီနာရက်ချင်တယ်ဆိုခလုတ်လေးနှိပ်လို့သူစင်းပေးလာမစင်းတော့ဒီလိုမျိုးပဲကျွန်မလည်းအဆဆအရာရာပေါ့နော်တင်ယူပြီးတော့အဖွဲ့အစည်းတွေနဲ့ plan ချလုပ်တဲ့ဖြစ်ချိန်မှာပလက်တီနမ်ရာထူးကနေပေါ့နော်နောက်ထပ်ဒီမှာပလဲရာထူးဆိုပြီးတော့ဆက်တက်တယ် ruby ဆိုဆက်တက်တယ် sapphire ဆက်တက်တယ် emerald ဆက်တက်တယ် emerald ဖြစ်တဲ့နလနောက်ပိုင်းမှာ diamond ဆိုပြီးတော့တလားကိုထိုင်းပတ်ငွေ3 သိန်းပတ်နဲ့ပေါ့နော် diamond ရာထူးကိုရခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ဒီမှာပြောချင်တာကတော့ကိုနေတက်ကဲတေချာချာ plan ချပြီးတေချာချာအဖွဲ့အစည်းအတွက်တွေရောပေါ့နော်ပါဝင်ပူးပေါင်းပြီးတော့လောက်သွားပြီဆိုလို့ရှိရင်ဘယ်သူမှကိုလာပြီးတော့ရက်တက်လို့မရတော့အောက်မှာရှိနေတဲ့စူးစမ်းနေတဲ့လူတွေရောအပေါ်မှာရှိနေတဲ့ကိုရင်ဒီပြတွေရောအကုန်လုံးပဲသူတို့တွေလည်းအား implant ရှိလာတယ်သူတို့တွေလည်းစူးစမ်းခြင်းစိတ်တွေရှိလာတယ်တူအားတွေရှိတယ်လို့ဆွဲအားတွေလည်းရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တေချာတယ်အရှိကိုသွားတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်မလည်းတနစ်ပေါ့နော်ကြော်နဲ့ diamond ဖြစ်ခဲ့တဲ့တူတယောက်ဖြစ်တယ် diamond ဖြစ်တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လေမိတ်ဆွေတို့တီးတဲ့တိုင်းပဲပေါ့နော် diamond ဖြစ်လာပြီဆိုလို့ရှိရင်ကိုတယောက်တည်းပဲစူးစမ်းခဲ့ရတာမဟုတ်ဘူးကိုရဲ့အဖွဲ့အစည်းတွေနဲ့စူးစမ်းခဲ့ရတာplatinum အထက်တွေပေါ့နော်ဒါကတော့အကုန်လုံးတော့မရှိသေးတချို့သူတွေကတော့ကိုရဲ့ကိုလုံးကိုတက်တဲ့ဘိုင်းကနေတွားပြီးတော့စူးစမ်းတဲ့လူတွေရှိတယ်လို့အဖွဲ့အစည်းနဲ့အတူပေါ့နော်အများတန်းစူးစမ်းနေတဲ့တိုင်းတူတိုင်းသားအဖွဲ့အစည်းတွေရှိလာတယ်ဒါတွေကတော့ share တိုင်းတူတိုင်းသားတွေအားလုံးပဲပေါ့နော်ကိုတွေစူးစမ်းချင်သူတို့လည်းစူးစမ်းချင်စိတ်တွေရှိလာတယ်ဒါကရှေ့တန်းခေါင်းဆောင်ပေါ့နော်အနစ်နာခံတဲ့လူတွေဖြစ်တယ်စူးစမ်းချင်တဲ့လူတွေဖြစ်တယ်ပါပဲလို့ရလုပ်မယ်ဆိုတဲ့လူတွေဖြစ်တယ်ဒီလိုမျိုးအနစ်နာခံတဲ့ကိုနဲ့အတူစူးစမ်းတဲ့လူတွေရှိလာတယ်ဆိုလို့ရှိရင် background နောက်မှာအဖွဲ့အစည်းအကြီးဆိုတာရှိလာမှာပဲဖြစ်ပါတယ်โอเคရှင်းလိုက်တူတိုင်းသားအဖွဲ့ဖြစ်ပါတယ်ဘာလို့ဒီလိုမျိုးအဖွဲ့အစည်းအကြီးတွေရှိလာတာဖြစ်တယ်ဒီလိုမျိုးဖြစ်လာနိုင်ဖို့အတွက်ဆိုတာလေဒီထက်မှာထိုင်နေတဲ့တိုင်းရင်းသူတိုင်းရင်းသားတွေအားလုံးရဲ့ကိုယ့်ရဲ့မြန်မာပြည်သူပြည်သားတွေအားလုံးစံပြလုံပြသွားတဲ့အရှိမကိုကြည့်ပြီးတော့ကိုလည်းအတူယူပြီးတော့ဆက်လက်စူးစမ်းခဲ့တာပဲကျွန်မစတင်လောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်ရှမ်းတယောက်နဲ့ရောက်တော့ပဲရှိတယ်ဒါပေမဲ့တိုင်းရင်းသူတိုင်းရင်းသားပေါင်းစုံတင်တဲ့တွားတိုင်းကိုတပ်ပေါ်ရတယ်ဆိုလို့ရှိရင်အဖွဲလိုက်ပဲကိုပဲတွားပေါ့နော်တပ်ပေါ်ရတယ်ဆိုအဖွဲလိုက်ဟိုတိုင်းတူတိုင်းသားပေါင်းစုံဒီလိုမျိုးအများကြီးဒီတိုင်းတူတိုင်းသားတွေအများကြီးထဲမှာကိုရရှမ်းတိုင်းတူတိုင်းသားတွေအများကြီးပါရင်ရောမကောင်းဘူးလားဆိုပြီးတော့တွေးပြီးတော့ဘယ်လောက်ထိတောင်မှကောင်းပါလဲဆိုပြီးတော့တွေးတာပေါ့နော်အဲကြောင့်မို့တကယ်ဖြစ်လာတယ်ဒါကြောင့်မို့အခုဒီခန်းထဲမှာထိုင်နေတဲ့တိုင်းတူတိုင်းသားများအားလုံးလည်းစဉ်းစားကြည့်ကိုရဲ့ကိုတရားမှလည်းစတင်ပြီးတော့ကိုနဲ့အတူစူးစမ်းလာတဲ့ပါတိုင်းတူတိုင်းသားဖြစ်ကရင်ဖြစ်နေမယ်ဖြစ်နေမယ်ပအိုးဖြစ်နေမယ်ကရဖြစ်နေမယ်အကုန်လုံးပဲတိုင်းလူတိုင်းသားပေါင်းစုံအားလုံးပဲဒီလိုမျိုးကိုယ်ဝတ်ဆောင်လေးတွေနဲ့ဒီတန်းလေးတဲရတဲ့သူတို့စူးစမ်းရတယ်ဆိုမကောင်းဘူးလားရှင်ကောင်းတယ်ဒါတွေဟာဆိုလို့ရှိရင်အနာဂတ်ပေါ့နော်မိတ်ဆွေတို့ပိုင်ဆိုင်မဲ့သူတွေအနာဂတ်မိတ်ဆွေတို့တကယ်ချင်းတွေပေါ့နော်စီးပွားရေးพัฒนาတွေရလာမဲ့သူတွေဖြစ်ပါတယ်ဒီလိုမျိုးပဲကိုယ်တွေစူးစမ်းလို့ရလက်ရတယ်လို့ပြဿနာမကြုံရတော့ဘူးလို့ဘယ်သူအမှတ်ခံရဲလဲရှင်မရှိဘူးကိုပိုင်စီးပွားရေးလုပ်နေတဲ့လူတွေတောင်မှပြဿနာမျိုးစုံကြုံခဲ့ရတာပဲဒီဆက်မိုးလုံးမှမဟုတ်ဘူးအပြင်မှာဆေးရောင်းဖွင့်နေတဲ့လူတွေဟိုတယ်ဖွင့်နေတဲ့လူတွေ
စားတော့ဆိုင်ဖွင့်နေတဲ့လူတွေသူတို့အောင်မြင်သွားပြီးဆိုင်တစ်ဆိုင်ကနေနှစ်ဆိုင်သုံးဆိုင်လေးဆိုင်ရှိသွားပြီးဘာပြဿနာမှမရှိတော့ဘူးဆိုတာဖြစ်နိုင်လားရှင်မဖြစ်နိုင်ဘူးအတူတူပဲဒါကြောင့်မလို့ကိုဒီစစမိုးစီပွားရေးလုပ်တာလဲအောင်မြင်ပြီးတစ်စစ်လဲကြုံရတဲ့ပြဿနာတွေရှိတယ်ဒါပေမဲ့ပြဿနာကိုမကြောက်ဖို့ပဲလိုတယ်မဟုတ်ဘူးလားရှင်ဒီထဲမှာထိုင်နေတဲ့လူများအားလုံးပြဿနာတွေကြောက်တယ်ဆိုတာရှိလားမရှိတော့တော့အကုန်လုံးပဲโอเคကျွန်မလည်းတူပဲဗောနော်တိုင်းမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကိုမထင်မှတ်တဲ့ကိုယ်မိသားစုနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတယ်ပြီးရင်ကိုဒီစစမိုးစီပွားရေးတာလုပ်တယ်ဆိုတာကကိုကပစ္စည်းတွေရောင်းရတယ်ဖြန့်ချီရတယ်ပြီးရင်စီပွားရေးพัฒนาကနေဆက်လက်ပြီးတော့ဖြန့်ချီရတဲ့ပစ္စည်းတွေဖြစ်တယ်ကိုကဒီလိုမျိုးပတ်သက်လေးပြောပြီးတော့ကြားဖြန့်တယ်လို့မျိုးအလုပ်လုပ်တာမဟုတ်ဘူးလေနော်ကြားဖြန့်တော့တီးလားမတီးနော်ဟုတ်ကြားဖြန့်တယ်ဆိုလို့ရှိရင်ပစ္စည်းရောင်းတာပစ္စည်းတကယ်ရတာဒီလိုမျိုးပဲချစ်သူတွေပစ္စည်းပို့လာပေးပစ္စည်းတကယ်ရတာလေရင်မှာတော့ထုံးလိုက်ဆိုပြီးတော့ပတ်စံတွေတောင်းသွားတာဘာလို့မရတဲ့လူတွေဘာလို့အလိန်ခံရတဲ့လူတွေအများကြီးပဲဒါပေမဲ့ဆက်ဆက်ဘောကအဲ့လိုမျိုးဟုတ်လားမဟုတ်ဘူးထုတ်ကုန်ပစ္စည်းရောင်းတယ်ဆိုကိုပတ်စံရလာတယ်ဆိုပစ္စည်းကိုစားတော့တူစီမှာရအောင်ကိုပို့ပေးရတယ်ကိုနဲ့စီးပွားရေးพัฒนาလက်တွဲလုပ်ကိုင်နေတဲ့ပြည်နိုင်ငံမှာပဲနေမြန်မာပြည်မှာပဲနေတရုတ်ပြည်မှာပဲနေရောက်သွားအောင်ပို့ပေးနိုင်ဖို့ကိုယ့်ရဲ့တာဝန်တွေရှိတယ်။ဒါကြောင့်လို့နိုင်ငံရေးပြဿနာတွေကြောင်းလမ်းပတ်သက်တွေရေးမကောင်းမွန်တာတွေကြောင့်ပစ္စည်းပို့လို့မရတာတွေပြဿနာတွေကြုံလာရတယ်။ဒါပေမဲ့ပြဿနာကြုံလာလို့ကျွန်မမလုပ်တော့ဘူးဆိုလို့ရှိရင်စစ်ဆက်သွားလို့ရမလားမရဘူးပစ္စည်းပို့များကျွန်တော်မလုပ်တော့ဘူးဆိုလို့ရှိရင်တိုင်းမဖြစ်လာမှာလားမဖြစ်နိုင်ဘူးဘာလို့ဖြစ်ပြီးတော့မှလည်းပြန်ပြုတ်သွားမှာပဲဘာလို့လဲထုတ်ကုန်ပစ္စည်းစားတော့သူစီမရောက်ဘဲနဲ့ကိုတိတ်ထားတယ်ဆိုလို့ရှိရင်စစ်ဆက်သွားလို့ရတာတိုးတက်လို့ရလားမရဘူးကိုထမင်းဆိုင်ဖွင့်ထားပြီးထမင်းဟင်းတွေချက်ထားပြီးဒါပေမဲ့မစားနဲ့ဝယ်တဲ့လူတိုင်းမစားနဲ့ဆိုတာကိုဆိုင်ရောင်းကောင်းပါမလားမဖြစ်နိုင်ဘူးဘာလို့ဒီလိုမျိုးပဲပြဿနာတွေကြုံရတယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုးပြဿနာတွေကြုံလာတဲ့ချိန်မှာတင်ချတဲ့ကြုံရတဲ့လူတိုင်းstress ပေါ့နော်ဘယ်လိုလဲစိတ်ကြီးစီးမှုတွေတော့ရှိမှာပဲမဟုတ်ဘူးလားရှင်ခံနိုင်ရရှိဖို့လိုတယ်ပြီးရင်လူအများကြီးနဲ့စကားပြောတဲ့ချိန်မှာအကောင်းပြောတဲ့လူတွေရှိတယ်လို့မကောင်းတာတွေပြောတဲ့လူတွေလည်းမရှိနိုင်ဘူးလားရှင်ကြုံလာရတယ်ဒါအပြင်ကိုယ်မိသားစုထဲမှာတော့မှကိုစူးစမ်းနေတာတော့မှပြဿနာမှမရှိဘူးလို့ဘယ်လိုအမှခံရလဲရှင်လုံနေရင်းနဲ့ကိုယ်အဖေတွေမကောင်းတာတော့မဖြစ်နိုင်ဘူးလားရှင်လုံနေရင်းနဲ့ကိုယ်အမေတွေမကောင်းတာလို့လည်းကြုံနိုင်တာပဲကိုယ်အကိုအမတွေကိုချီရတဲ့တားသမီးတွေမဖြစ်စေချင်တဲ့အရာတွေဖြစ်လာတာလည်းဖြစ်နိုင်တာပဲကြုံရတဲ့ပြဿနာပါပြဿနာပဲကြုံဒါပေမဲ့ဆက်လက်ပြီးတော့စူးစမ်းနိုင်ဖို့ဆိုတာဒီဆက်ဆက်မိုးထဲမှာကတင်တက်လို့ရတယ်အနောက်မှာထိုင်နေတဲ့ကိုရင်ကြီးပြတွေနဲ့တိုင်ပင်လို့ရတယ်ဒီလိုပဲကျမလည်းဒီလိုမျိုးပြဿနာတွေကြုံလာတဲ့အချိန်မှာကုမ္ပဏီပိုင်ရှင်နဲ့တိုင်ပင်ရမှာလားဒီလိုမျိုးအစည်းအဝေးတွေလုပ်ပြီးတော့ပြဿနာတွေဖြေရှင်းရမှာလားဖြေရှင်းရမှာပဲပေါ်တော့ကျမတို့ကြုံလာတဲ့ပြဿနာတွေအားလုံးကောင်းဆောင်တွေထိုင်ပြီးတော့တရားနဲ့တရားအိုကိုတွေဘယ်လိုမျိုးဖြေရှင်းကြမှာလဲဘယ်နည်းလမ်းနဲ့တွားကြမလဲတိုင်ပင်ရတယ်ဆွေးနွေးရတယ် plan တွေချရတယ် plan တွေချပြီးရင်ကိုယ့်ရဲ့မိသားစုပြဿနာတွေလည်းကိုဖြေရှင်းနိုင်ဖို့အတွက်ဒီရဲ့ကိုယ့်ရဲ့အလုပ်တွေကဆက်လက်သွားနိုင်ပြီးတော့ဝင်ငွေကောင်းရနေမှာမိသားစုရဲ့ပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလားရှင်ဒီလိုပဲကျွန်မလည်းပြဿနာကြုံတိုင်းပေါ့နော်ကိုယ့်ရဲ့ထက်နီးပြတဲ့ကုမ္ပဏီပိုင်ရှင်တွေပေါ့နော်အမြဲတမ်းတိုင်ပြီးတယ်ကြုံလာတဲ့အချိန်တိုင်း upline တွေဆိုကိုယ့်ရဲ့ပြဿနာတွေကိုကပြဿနာတွေကြုံတယ်ဆိုလို့ရှိရင်သူတို့ကညီမနေဘူးတခါလေးပုံဆက်တယ်အော်ညီမဘယ်လိုမျိုးဖြစ်နေလဲပစ္စည်းပို့လို့မရတာလားဘယ်နိုင်ငံမှာပြဿနာရှိနေလဲမြန်မာပြည်ပို့မရတလားတရုတ်ပြည်ပို့မရတလားဘယ်လိုမျိုးလုပ်ရမှာလဲရတယ်နော်ညီမ fighting နော်ကိုယ့်ရဲ့မိသားစုပြဿနာပဲကြုံရပါစေကိုယ့်ရဲ့အနောက်မှာမြေတမ်းပပိုးပေးတဲ့အဂျန်နတ်တို့ဖြစ်လို့တော့မဆူလိုက်ဝင်းတို့အထက်ကောင်းဆောင်တွေအများကြီးရှိတယ်ကျမပြဿနာရှိပြီလို့အပလိုင်းကြားလိုက်တာနဲ့သူတို့တခါမှငင်လေးအိုးမသိဘူးလေအဲ့လိုမျိုးမနေဘူးကြားလိုက်တာနဲ့တခါလဲဖုန်းဆက်တယ်ကြားလိုက်တာနဲ့အိုးဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာခေါ်ပြီးတော့တိုင်ပြီးဆွေးနွေးတယ်အားပေးတယ်ပေါ့နော်ဘာမှမကူညီပေးနိုင်တော့မှအားပေးတဲ့စကားလေးကြားရင်အားမရှိဘူးလားရှင်ကျမလည်းမျိုးပဲအထူးတစ်ဖြစ်ကျမတို့မိန်းကလေးတွေဆိုပို့ဆိုးပါတော့ပြဿနာတွေနည်းနည်းများအကုန်လုံးကြုံလာတိုင်းဆိုတချို့လူတွေဆိုမျက်ရည်ကျတတ်တယ်မဟုတ်လားရှင်ကျမလည်းအဲ့ဒီထဲကလူတယောက်ဖြစ်တယ်
ပြဿနာဒီကြုံစခဏဆိုမျက်ရည်ကျတယ်ဒါပေမဲ့မျက်ရည်ကျတယ်ဆိုတာပြုံးရတယ်လို့မဆိုလို့ကိုကမင်္ဂလိတယောက်ပဲပြဿနာကြုံငိုရတာပဲဒါပေမဲ့ကိုရင်ပေကနေပေါ့နော်အားပေးတဲ့သူလေးရှိတယ်ဆိုလို့ရှိရင်မျက်ရည်ကျနေတော့မှစိတ်ထဲမှာကိုရင်စိတ်ကထပြီးတော့ကြော်ဖြတ်ခြင်းစိတ်တွေရှိတယ်မဟုတ်ဘူးလားရှင်ဟုတ်ပါတယ်ဒီလိုမျိုးပဲကျမလည်းကြုံလာတဲ့အချိန်ပိုင်း upline တွေကအားပေးတဲ့စကားတွေပြောတယ်နိမြတွေပြောတယ်မိသားစုဝင်ထဲကကိုရဲ့အမျိုးသားတွေအမျိုးသမီးတွေအကိုတွေအမတွေမိဘတွေအားပေးစကားတွေပြောတယ်ဆိုလို့ရှိရင်အားတွေရှိတယ်မဟုတ်ဘူးလားရှင်ဒီခါကျမှခိုင်နေတဲ့တကယ်ချင်းရှင်းတွေအားပေးတာတော့မှကိုအားတွေရတယ်မလားရှင်ဒီလိုပဲကျမလည်းဒီကနေအပလိုက်စစ်စစ်ကနေပံ့ပိုးပေးတဲ့အပေးစကားတွေရောဆက်လက်ပြီးတော့ပြဿနာတွေဖြေရှင်းနိုင်ဖို့ကိုယ့်ရဲ့တွေးခေါ်တွေကောင်းမွန်စေဖို့ဆိုလို့ရှိရင်ဒီလိုမျိုးတင်တန်းတွေကိုယ်အထူးသဖြင့်ကောင်းဆောင်ရဲ့တင်တန်းတွေကိုပြန်လည်ပြီးတော့ခံပွဲလေးတွေလုပ်ပေးတယ်တင်ပေးတယ်ဒီကနေအခက်အခဲပြဿနာတွေကိုပုံပေါ်ပြီးတော့ကြော်ဖြတ်လာနိုင်တယ်ကိုတယောက်တည်းပဲအားရှိလို့ရလားမရပါဘူးဒီစားတဲ့ပြဿနာကြုံတိုင်းကိုတယောက်တည်းပဲစိတ်သက်သာတာမဟုတ်ဘူးနော်ကိုနဲ့အတူတူစူးစမ်းနေတဲ့သူတွေလည်းစိတ်သက်သာနိုင်တာပဲဒါကြောင့်လို့အားလုံးစိတ်သက်ကိုအားတွေရှိဖို့အတွက်လည်းလိုတယ်ဒါကြောင့်လို့ဒီခန်းထဲမှာစိတ်သက်ကိုအားတွေရှိဖို့အတွက်လည်းကျမကဒီနေ့လာရောက်ပြီးတော့အဘိစကာပြောပြတာဖြစ်တယ်ဒီလိုမျိုးပဲကျမရဲ့ဖွဲ့သားတွေကိုတွားပြီးတော့အဘိစကာတွေပြောပေးတယ်ပေါ့နော်ချင်းမိုင်ကနေလာတာတော့ချင်းမိုင်ကပေါ့နော်တွားတဲ့ချိန်တော့တွားပြီးတော့ပြဿနာတွေဖြေရှင်းပေးတယ်အဘိစကာတွေပြောတယ်တယုံပြီးတယုံကအနေဆိုင်လို့ပါတော့အကုန်လုံးတွားတယ်ပေါ့နော်ဒီလိုမျိုးပြဿနာတွေကိုကြော်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လူတွေအားအင်းတွေရှိလာပြီးစိတ်သက်ကိုအားတွေရှိလာပြီးထားပြီးတော့စူးစမ်းခြင်းစိတ်တွေရှိလာပြီးမိသားစုအတွက်စူးစမ်းခြင်းတဲ့လူတွေရှိလာတဲ့နောက်ပိုင်းမှာလူတိုင်းဟာထားပြီးတော့စူးစမ်းလို့ရလက်တွေရလာတယ်အောင်မြင်မှုတွေရလာတယ်ရာထူးတွေတက်လာတယ်ဒါကြောင့်လို့ဒီလိုပဲပေါ့နော်ကျမလည်း2025ခုနှစ်မှာပဲပေါ့နော်ဒီနှစ်မှာပဲဒီပြဿနာတွေကြုံတယ်ဒီပြဿနာတွေကြုံဖြစ်တယ်ပြီးတော့ blue diamond ဆိုပြီးတော့တလားကို time back ကို shift တိတ် back ပိုင်ဆိုင်ခဲ့တဲ့သူတရားဖြစ်တယ်ပေါ့နော် blue diamond ရပြီးတဲ့နောက်ပိုင်းပေါ့နော်ပါတီရလဲတချို့လဲထင်တော့ပါပဲပေါ့နော်တိစားတဲ့ပတ်စံတွေတော့ရလာပဲပေါ့နော်ပတ်စံဝင်ငွေတွေရတယ်တလားဆိုလို့ရှိရင်တော့ shift တိတ် back ပေါ့နော်ဒီနှစ်ဒီ2025ခုနှစ်ထဲမှာဆိုလို့ရှိရင်9တန်းဝင်ကျင်လာပေါ့နော်ဝင်ငွေရတယ်ဒါပေမဲ့ချက်ချင်းစတင်လောက်တာနဲ့ရခဲ့တာမဟုတ်ဘူးပတ်စံအပြည့်ပေါ့နော်ဒီလိုမျိုးကိုနဲ့အတူတူစူးစမ်းနေတဲ့သူတွေလည်းကိုပိုင်အရေးချင်းမရှိလာဘူးရှာရှင်းရှိပါတယ်ဒါတော့ကျွန်မနောက်ကနေစစ်သက်သွားတဲ့တိုင်းမိုးပေါ့နော်တိုင်းမိုးတရားပူတိုင်းမိုးတရားအဖက်ကကျွန်မရဲ့ G1 ပေါ့နော်ဒီဖက်ကတော့ကျွန်မရဲ့ G2 ဖြစ်တယ်ဒါကတော့တိုင်းမှုတွေပေါ့နော်တခြားရာထုတွေတော့ကျွန်မရာထုပုံတွေမယူလာပြတော့အရင်များတယ်ပေါ့နော်အရင်များတယ်ဒါကြောင့်မို့တလောက်ကိုထိုင်းဘတ်ငွေ9000ဘတ်အထက်ရရှိပိုင်ဆိုင်နေတဲ့လူတွေဆိုလို့ရှိရင်90ဝန်းကျင်လောက်ရှိတယ်3000ဘတ်ရတဲ့လူတွေဆိုလို့ရှိရင်100ဝန်းကျင်လောက်ရှိတယ်1000အထက်ပေါ့နော်1000အထက်ရတဲ့လူတွေကတော့လိုခဲ့တဲ့ inspiration မှာဆိုလို့ရှိရင်လာပြီးတော့စုယူနိုင်တဲ့လူက100ကြော်ပေါ့နော်ဒါပေမဲ့လာပြီးတော့စုမယူနိုင်တဲ့လူနဲ့စုပေါင်းဆိုလို့ရှိရင်300ဝန်းကျင်လောက်ရှိတယ်ရှင်စာဆောင်လို့ပြီးဆိုတော့တပ်ပုံနဲ့လာပြရတော့အရင်များတော့လိမ့်မယ်ပေါ့နော်အရင်များတော့လိမ့်မယ်ပြတာအဲကြောင့်လို့ဒီလိုမျိုးသူတို့တွေကတော့ကိုယ့်အနေကိုလုံးနိုင်တော့ဒီတာပေမဲ့ဒီအခုဒီပြထားတဲ့တပ်ပုံတွေထဲမှာဆိုလို့ရှိရင်ကျတော့ကိုယ်နဲ့အတူတူစူးစမ်းနေတဲ့လူတွေဖြစ်တယ်ခုနတိုင်းမှုတွေကလည်းသူတို့တိုင်းမှုဖြစ်သွားပြီဆိုလို့ရှိရင်သူ့အဖွဲ့အစည်းနဲ့သူတို့လည်းလုံးသက်သွားပြီဒါပေမဲ့တိုင်းမှုမဖြစ်သေးတဲ့ကိုယ့်ရဲ့အဖွဲ့သားတွေလည်းတိုင်းမှုဖြစ်အောင်ကိုအချက်မှန်ပြီးတော့ပံ့ပိုးပေးရမယ်သူတွေဖြစ်ပါတယ်တလားကိုမတိမ်ပိုင်ဆိုင်နေတဲ့သူတွေတတိမ်ခွဲပိုင်ဆိုင်နေတဲ့သူတွေတတိမ်တွေ9000အချက်ပေါ်တော့ပိုင်ဆိုင်နေတဲ့သူတွေအလဲကြီးတွေခေါ်တဲ့ချိန်မှာအမတရားပုံလေးဖြစ်တယ်အတူတူစူးစမ်းနေတဲ့သူတွေဖြစ်တယ်ဒါကတော့လူခဲတဲ့ရက်ကပဲပေါ့နော်တပ်ပုံရိုက်ထားတဲ့ကိုယ့်ရဲ့အားပေါ့နော်ရုပ်ကြီးကိုလာနိုင်တဲ့သူတပ်ပုံရိုက်ထားတာပေါ့နော်ဒါလည်းကိုယ့်နဲ့အတူတူစူးစမ်းနေတဲ့သူတွေဖြစ်တယ်ခုနကျမရဲ့ဝင်ငွေပေါ့နော်ဒါကတော့စုပေါင်းဝင်ငွေဖြစ်တယ်ကုမ္ပဏီကိုတောင်းထားတာပေါ့နော်ဒါကတန်းအထက်ပေါ့နော်ပိုင်ဆိုင်ဝင်ငွေရထားတဲ့သူရဲ့စိတ်ကြီးကျမနှုတ်ထည့်ရပဲကျမတော့ဒီ2000ဒီစစမလုံးလာတဲ့တန်းလေးနှစ်ကျော်မှာဆိုလို့ရှိရင်73တန်း8သိန်း2000ပေါ့နော်8565ဘတ်ပေါ့နော်ဒါကတော့စုပေါင်းငွေဖြစ်ပါတယ်လို့
မိုးမှာစားလုပ်တဲ့ချိန်မှာတော့ချက်ချင်းတီလို့မရဘူးပေါ့နော်စားလုပ်တဲ့ချိန်မှာဆိုလို့ရှိရင်တရားနေရာကနေ1000ရလာတယ်1000ကနေ1000ရလာတယ်1000ကနေတတိန်ရလာတယ်တတိန်ကနေအခုဆိုလို့ရှိရင်6တိန်တွေရလာတယ်10တိန်တွေရလာတယ်ဒါကြောင့်လို့စတင်တဲ့ချိန်မှာအများကြီးမရဘူးဆိုပေမဲ့အနာဂတ်မှာကိုအများကြီးရနိုင်တယ်ဆိုတာယုံကြည်ထားဖို့လိုအပ်ပါတယ်ကျမစတင်ပြီးတော့ website မြင်တယ်လို့မျိုးပဲအဲ့ချိန်တော့ကျမတယောက်တည်းပဲစတင်ခဲ့တာဘယ်သူမှမရှိသေးဘူးဘယ်နိုင်ငံမှာချက်ထွင်မယ်ဆိုတာလဲမရှိသေးဘူးစိတ်ပဲကူးသေးတယ်စိတ်ကူးပြီးတော့အိပ်ပျော်လာတာပဲရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်ဒီလိုမျိုးရနိုင်ဖို့ address ဆိုတာကိုတိုင်းထားလုံးမရမယ်မဟုတ်ဘူးလားရှင်စိတ်ကူးအိပ်ပျော်သွားပြီးတော့နောက်တရက်လည်းအိပ်ပျော်နောက်တရက်လည်းအိပ်ပျော်နောက်တရက်လည်းအိပ်ပျော်ဖြစ်လာမလားရှင်မဖြစ်လာဘူးပေါ့နော်ကိုတိုင်းထားပြီးတော့လုံးဝပဲတကယ်အကောင်ထဲပေါ်နိုင်တာဖြစ်တယ်စတင်တဲ့ချိန်မှာတွေးခဲ့တဲ့လိုမျိုးပဲအခုဆိုလို့ရှိရင်ဒီစစမော website နဲ့ထုတ်ကုန်ပစ္စည်းတွေကိုနိုင်ငံတကာကနေကြက်မှာလိုမျိုးပဲအလီဘာဘာပြောဆိုင်ဖွင့်ပြီးတော့ပစ္စည်းတွေဖြန့်ချိတယ်အခုကိုတုံးနေတဲ့ပစ္စည်းတွေကိုဝတ်နေတဲ့အင်ဂျီတွေကိုလွယ်နေတဲ့လွယ်အဲ့တယ်ဘယ်သူတိလဲရှင်ကြက်မှာကဖွင့်လှစ်ထားတဲ့အလီဘာဘာ website ကနေဝယ်ထားတဲ့ပစ္စည်းတွေမဟုတ်ဘူးဆိုတာဘယ်လိုပြောရဲလဲရှင်မပြောရဲကြက်မှာကကိုယ်နဲ့မတိတာဟုတ်လားရှင်ဒါပေမဲ့တူရဲ website တွေကိုတုံးနေတဲ့ပစ္စည်းတွေလည်းဖြစ်နေတာဒီလိုမျိုးပဲနိုင်ငံခြားမှာနေတဲ့သူတွေတရုတ်ပြည်မှာနေတဲ့သူတွေ SOD တုံးနေတဲ့သူတွေရှိတယ် SOD တောင်းနေတဲ့သူတွေတွားတိုင်းစေးစမောတွားတိုင်းစေးတွားနေတဲ့သူတွေရှိနိုင်တယ်သူတို့တုံးနေတဲ့ပစ္စည်းဟာကျွန်မခုနမိတ်ဆွေတို့ပြတဲ့ website စာမျက်နှာလေးတစ်ခုကနေကျွန်မစတင်ပြီးတော့ဖြန့်ချိခဲ့တာဒီ website ကနေပစ္စည်းကနိုင်ငံတကာတွေကိုဖြန့်ချိသွားတယ်ဆိုတာသူတို့ကကိုတိရှိမတိမယ်ကိုကလည်းသူတို့ကိုတိရှိမတိမယ်ဒါပေမဲ့ကျွန်မကနေဖြန့်ချိသွားတဲ့ထုတ်ကုန်ပစ္စည်းတွေဖြစ်တယ်ဒီလေးပြောချင်တာပေါ့နော်အတိတ်ကတော့ကိုကနေစတင်ပြီးတော့အနာဂတ်ဟာဆိုလို့ရှိရင်ကိုတီးတဲ့သူတွေရောမတီးတဲ့သူတွေရောဒီထုတ်ကုန်ပစ္စည်းတွေတောင်းနိုင်တယ်ဆိုတာပြောချင်ပါတယ်ဒါကြောင့်လို့စစမောရတဲ့ပတ်စံနဲ့မိဘကိုပေါ့နော်ကောင်းကောင်းမွန်အိမ်လေးနဲ့ပေါ့နော်ဒီထိုင်းနိုင်ငံမှာအိမ်တလုံးဝယ်တယ်မိဘနဲ့အတူနေတယ်အခုကတော့အတူနေတယ်မိသားစုဖြစ်တယ်ပေါ့နော်အဖေအမေရဲ့အမရဲ့အမျိုးသားရဲ့ပေါ့နော်ကျွန်မရဲ့ဒါကတော့အိမ်စားဝယ်တဲ့ချိန်ကရိုက်ထားတဲ့တပ်ပုံလာတော့မလားအလားနေလည်းမပြင်ရတဲ့အချိန်ဒါပေမဲ့စိတ်ထဲကအိမ်စားတင်ဝယ်တဲ့ချိန်ဆိုတော့ဘယ်လိုမျိုးပျော်နေရလဲဆိုတာအဲ့ဒီခံစားချက်ကိုကြိုက်လို့အဲ့ဒီတပ်ပုံကိုပဲတင်ထားလိုက်တယ်ပေါ့နော်โอเคပြီးတော့ဒီလိုမျိုးပဲပေါ့နော်အခုဆိုကိုယ့်ရဲ့ကိုယ်ပိုင်အိမ်ကိုယ်ပိုင်ကားလေးတွေနဲ့ဒီထားနိုင်ငံမှာနေနိုင်တယ်ဒုက္ခတွေကြော်ဖြတ်လာခဲ့တယ်ပြဿနာတွေကြော်ဖြတ်လာခဲ့တယ်ဒါပေမဲ့အနာဂတ်မှာပေါ့နော်ပြဿနာတွေမကြုံရတော့ဘူးလို့လည်းကျွန်မလည်းအမှန်မခံရဲကြုံရင်ကြုံရမယ်ခက်ခဲတွေကြုံရင်ကြုံရမယ်ဒါပေမဲ့ပါပဲကြုံရဘလို့ပဲခက်ခဲနေပါစေတရားနည်းတရားပေါ့နော်အားပေးတဲ့သူတွေရှိနေတယ်စူးစမ်းနေတဲ့လူတွေရှိနေတယ်ဆိုလို့ရှိရင်တင်စားတဲ့ကိုပြဿနာတွေကြော်ဖြတ်နိုင်တယ်ဒါကတော့လက်ဆက်ပဲပေါ့နော်မနေ့ကပဲသွားပြီးတော့ဆက်မမီတာစုပေါ့နော်ကိုယ့်ဒီပြပွဲအလိုက်တဲ့တရုတ်ပြည်ကကိုယ့်ရဲ့စီးပွားရေးพัฒนาပေါ့နော်ညီမလေးတယောက်ပေါ့နော်ညီမလေးဆိုတာကအတက်တော့နည်းနည်းတော့ကြီးလာသူတို့လည်းအိမ်ထောင်ကြတဲ့လူတွေတရုတ်ပြည်မှာဖြန့်ချိနေတဲ့လူတွေဖြစ်တယ်ပေါ့နော်သူတို့အလည်းကြီးခေါ်ရင်းနဲ့ဒါလည်းကိုယ့်ရဲ့မိသားစုပဲဒါလည်းမနေ့ညတော့အောင်မနေ့တော့သွားလေတဲ့ချိန်ကအရင်ကမှကြိုက်တဲ့ခံစားချက်လေးနဲ့ရိုက်ထားတဲ့တပ်ပုံဖြစ်တဲ့အတွက်ကြောင့်မလို့ကတော့အမတရားလေးတိတ်ပြီးတော့ဒီထက်မှရှိနေတဲ့လူတွေကိုလာပြီးတော့ပြပေးတာဖြစ်တယ်ကိုယ့်ရဲ့မိသားစုရှိတယ်လို့စမောကနေပေးတဲ့မိသားစုလည်းရှိတယ်ကိုယ့်ရဲ့မိသားစုနဲ့နေတဲ့ချိန်မှာနွေးနွေးထွေးထွေးပျော်ပျော်ရွှင်ရွှင်ရှိတယ်လို့စမောမှာတူတူစားနေတဲ့ downline တွေရော upline တွေရောအတူတူစူးစမ်းနေတဲ့လူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နွေးနွေးထွေးထွေးနေတဲ့ချိန်တွေလည်းရှိတယ်ဒါကြောင့်လို့ပြဿနာပါပဲကြုံရပါတော့နောက်ဆုံးစကားအနေနဲ့ပေါ့နော်အားပေးမှုအားပေးတယ်ဆိုတဲ့စကားလေးရှိတယ်အားပေးနေတဲ့လူတွေရှိနေတဲ့ရွေ့ပေါ့နော်ကြော်ဖြတ်ခြင်းစိတ်တွေရှိတယ်ကြော်ဖြတ်ဖို့အတွက်ရည်ရည်နဲ့တတိရှိတယ်ပေါ့နော်တတိရှိတယ်အားပေးနေတဲ့လူတွေရှိနေတယ်ဆိုလို့ရှိရင်ပေါ့နော်အားပေးနေတဲ့လူဆိုတာတကယ်နှလုံးသားထဲကနေပေးရှင်တဲ့လူပေါ့နော်ဟိုလိုမျိုးလမ်းတွားပြီးတော့အဲ့ဆူနော်အဲ့လိုမျိုးပြောတာတော့မဟုတ်စမောထဲမှာတကယ်တရားနဲ့တရားအားပေးတယ်ဆိုတာက
တူစာကိုစာဘောကိုချင်းစာပြီးတော့တရားနည်းတရားစစ်ချင်းချိတ်ဆက်ပြီးတော့အားပေးတဲ့သူတွေဖြစ်တယ်ဘယ်သူမှကိုကဲရဲလို့ချင်လို့လာပြီးတော့အားပေးတာမျိုးမဟုတ်ဘူးလောင်ပြောင်ချင်လို့လာပြီးတော့အားပေးတာမျိုးမဟုတ်ဘူးတကယ်အောင်မြင်စေရှင်လို့အားပေးတဲ့သူတွေဖြစ်တယ်ဒါကြောင့်မို့ပြောချင်တာကတော့ဒုက္ခတွေရောက်တယ်ဆိုပေမဲ့လည်းဆက်စမိုးမှာကိုအောင်မြင်သွားပြီဆိုလို့ရှိရင်အရင်တော့ပြဿနာတွေကြုံလမ်းပေးမှာငိုရတယ်အရင်တော့ပြဿနာတွေကြုံတယ်ဆိုလို့ရှိရင်လမ်းပေးမှာအခက်ခဲတွေပေါ့နော်ကြော်ဖြတ်ခဲရတယ်ဒါပေမဲ့အခုဆက်စမိုးမှာပြဿနာတွေကြုံရတယ်အခက်ခဲတွေကြုံရတယ်ဆိုတာလမ်းပေးမှာငိုရမှာမဟုတ်ကိုယ့်ရဲ့ကိုယ်ပိုင်အိမ်မှာငိုရတယ်ကိုယ့်ရဲ့ကိုယ်ပိုင်ကားထဲမှာစိတ်ပစ္စည်းမှုတွေများနေလိမ့်မယ်ဘလောက်ပဲကြုံနေရပါစေလမ်းပေးကထပ်အိမ်မှာကိုယ့်ရဲ့ကိုယ်ပိုင်ကားတွေမှာပေါ့နော်ကြော်ဖြဲရတာမကောင်းဘူးလားရှင်ကျွန်မစကားတွေကျွမ်းအောင်မပြောတတ်လို့ပေါ့နော်နားလည်အောင်ပဲပြောလို့โอเคဒါကြောင့်လို့အားလုံးကိုနောက်ဆုံးအနေနဲ့ပြောချင်တာကတယောက်နည်းတယောက်အားပေးတဲ့ချိန်မှာတန်ဖိုးထားဖို့အတွက်လည်းလိုသလိုအားတွေယူတတ်ဖို့လည်းလိုတယ်ပြီးရင်ကိုဆက်လက်ပြီးတော့စူးစမ်းနေတဲ့ချိန်မှာတတိရှိဖို့လည်းလိုအပ်တယ်ပေါ့နော်ကိုလည်းစတင်ပြီးတော့ဆက်မိုးတွေးတဲ့ချိန်မှာကျွန်မလည်းတတိနဲ့ပေါ့နော်အခွင့်အလမ်းယူခဲ့တာပဲဘာလို့လဲဆိုတော့အလေးအညာတွေများတယ်မဟုတ်ဘူးလားရှင်အလေးအညာတွေရမ်းများတယ်ဒီနေ့ကတော့မိတ်ဆွေတို့ဆိုပြောစရာမလိုကိုတိုင်ကုမ္ပဏီရောက်တယ်ဆိုတော့ဒီစားနဲ့ဒီကုမ္ပဏီဟာကြားဖြတ်နေမဟုတ်ဘူးအလေးအညာတွေမဟုတ်ဘူးဆိုတော့ကိုယုံကြည်လို့ရတယ်အဝေးမှာရှိနေတဲ့လူတွေလည်းရှိနိုင်တယ်သူတို့ကိုယုံကြည်မှုပေးနိုင်ဖို့အတွက်အားပေးနိုင်ဖို့အတွက်လည်းအရေးကြီးတယ်ဒီလိုမျိုးပဲကိုအခွင့်အလမ်းယူတဲ့ချိန်မှာတတိရှိဖို့လိုအပ်တယ်လို့ဆက်လက်ပြီးတော့စူးစမ်းနေတဲ့ချိန်မှာတတိရှိဖို့လည်းလိုအပ်ပါတယ်ဒီနေ့ကိုကြုံနေရတဲ့ပြဿနာဒီနေ့ကိုခံစားနေရတဲ့ဘဝဘယ်လိုမျိုးဖြစ်နေတာလဲကိုဒီတိုင်းပဲဆက်သွားနေရင်အစင်ပြေပါမလားကဲရွအစမပြေဘူးဆိုလို့ရှိရင်ကိုရဲ့တတိလေးနဲ့မရတော့ဘူးကျမဒီလိုဆက်နေလို့မရတော့ကျွန်တော်ဒီလိုဆက်နေလို့မရတော့ဒီထက်မကောင်းဘူးနဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ကျွန်တော်ပြောင်းလဲရမယ်ကျမပြောင်းလဲရမယ်အခုနီးစတဲ့ခင်မီအောင်ကျွန်တော်လိုက်ပြုတ်ပြင်ပြောင်းလဲပြီးတော့စူးစမ်းရမယ်ဆိုတဲ့တတိလေးရှိဖို့မလိုဘူးလားရှင်ပြောချင်ပါတယ်ဘာလို့ပြီးတော့ကိုရလက်တွေရလာပြီးတဲ့နောက်ပိုင်းမှာလည်းအတူတူပဲစစုံပေါ်မှာဆိုလို့ရှိရင်ကျမတရားရခိုင်တော့အမှန်ခံနိုင်တယ်စူးစမ်းပြီးတော့အောင်မြင်တာတဲ့တူတန်း900ထူပဲဖြစ်ပလတီနမ်ပဲဖြစ်တိုင်းလုံးပဲဖြစ်ပတ်စံရဖို့ရတယ်လူတိုင်းရတယ်အောင်မြင်ပြီးတော့ပတ်စံမရတဲ့လူဆိုတာမရှိဘူးရာထူးတွေရပြီးတော့ပတ်စံမရတဲ့လူဆိုတာမရှိဘူးဒါပေမဲ့ပတ်စံရပြီးတဲ့နောက်ပိုင်းမှာလည်းတတိရှိဖို့လိုတယ်ပတ်စံရပြီးတော့ကိုကမဟုတ်တဲ့နေရာတွေတွားပြီးတော့တုံးတယ်ဖြုံးတယ်ဆိုလို့ရှိရင်လည်းအစမပြေဘူးဘောနော်ဒါကြောင့်လို့ပတ်စံရပြီးတဲ့နောက်ပိုင်းပတ်စံများရလေတတိပို့ပြီးတော့ကြီးလေရမှာဖြစ်ပါတယ်ဒါကြောင့်လို့ကိုယ့်ရဲ့အနာဂတ်ကိုကောင်းကောင်းမွန်မွန်ပလန်ချနိုင်ဖို့အမြဲတမ်းတတိဆောင်ထားပါစတင်အခွင့်အလမ်းယူတဲ့ချိန်တွေကစစူးစမ်းနေတဲ့ချိန်တွေစအောင်မြင်နေတဲ့ချိန်တွေကအစတတိလေးနဲ့ပေါ့နော်စူးစမ်းပါလို့ပြောကြရင်းနဲ့ကျမဒီနေ့လာရောက်ပြီးတော့မျှဝေပေးတဲ့ update ကောင်းကိုဒီမှာပဲဆုံးသက်ချင်ပါတယ်အားလုံးပဲသိကြပါအဲ့ဒီ